ဒီတစ်ခါမှာတော့ကြော်တန်ပြီးရိုက်ကူးခဲ့တဲ့2019ခုနှစ်ရဲ့အကောင်းဆုံး psychological thriller တကားဖြစ်တဲ့ Get Out ရုပ်ရှင်အကြောင်းကို recap ပြုလုပ်ပေးချင်ပါတယ်။တက်တစားလူမဲတပ်ပုံစရာလေးခရစ်နဲ့တူရဲ့လူဖြူချစ်တူကောင်မလေး Rose တို့ဟာအရင်ချစ်ကြတဲ့ချစ်တူတွေအဖြစ်မြင်ကြရမှာပါ။ Rose ကခရစ်ကိုတူမိဘတွေနဲ့မိတ်ဆက်ပေးဖို့မိသားစုခြံကြီးစီခေါ်ဆောင်သွားချိန်မှာပဲဇလန်ကစတင်ခဲ့ပြီးအစားပိုင်းမှာတော့ပုံမှန်တွေ့ဆုံပွဲတစ်ခုလို့ထင်ရပေမဲ့တဖြည်းဖြည်းနဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ပေါ်ပေါက်လာပါတော့တယ်။ခရစ်ဟာဒူဒိုမိသားစုရဲ့အမှုအရာတွေပြုမှုပုံတွေကထူးဆန်းနေမှန်တတိထားမိလာပြီးတီချန်ကြီးထဲမှာတခုခုမာရွေးနေတယ်ဆိုတာကိုစတင်ရိုက်မိလာပါတယ်။ဒါကြောင့်ဒီဇလန်မှာခရစ်ဟာလျှို့ဝှက်စမ်းကြဲတဲ့အမှန်တရားတွေကိုဖော်ထုတ်ဖို့စူးစမ်းပုံကိုစိတ်ဝင်စားစွာကြည့်ရှုရမှာပါ။ဒီဇလန်ကလူမျိုးရေးခွဲခြားမှုကိစ္စရပ်တွေကို psychological thriller ပုံစံနဲ့ပေါင်းစပ်တင်ပြထားတာကြောင့် horror ကားတွေထဲမှာတမှုထူးခြားတဲ့ရာတာမျိုးခံစားရစေပါတယ်။ဒါဆိုရင်တော့အများကြီးမပြောတော့ပဲကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်။ဇလန်ရဲ့အစမှာတော့ညအမောင်ထူတွေကြားထဲမှာလမ်းမပေါ်တယောက်တည်းလမ်းလျှောက်နေတဲ့လူငယ်တယောက်ကိုမြင်တွေ့ရမှာဖြစ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေပေမဲ့လို့ပတ်ဝန်းကျင်မှာတော့အန်ဒီရဲ့တစ်ခုခုကြားရောက်တော့မဲ့အငွေအသက်တွေကိုတဖြည်းဖြည်းခံစားလာနေရပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုအဖြူရောင်ကားတစ်စီးကတူးနောက်ကိုဖြည်းဖြည်းချင်းလိုက်လာနေတာကိုတူတတိထားမိလိုက်တဲ့အခါမှာတော့စိုးရိမ်စိတ်တွေတိုးပွားလာပါတော့တယ်။ပါမစို့ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်တာကြောင့်အန်ဒီရဲ့ကိုရှောင်သိမ်းဖို့အတွက်တွားနေကြလမ်းကြောင်းကိုပြောင်းလိုက်ပေမဲ့အဲ့ဒီကားကတော့တူးနောက်ကနေလိုက်နေဆဲပါပဲ။နောက်ဆုံးမှာတော့မောင်ရိပ်ကြားနေတဲ့နေရာတစ်ခုကနေခေါင်းစွပ်အနဲ့ရောင်ဝတ်ဆင်ထားတဲ့အမျိုးသားတဦးဟာရုတ်တရက်ပေါ်လာပြီးသူ့ကိုတိုက်ခိုက်ကကားထဲသို့အတင်းအဓမ္မခေါ်ဆောင်သွားပါတော့တယ်။နောက်ထပ်အဆက်ဝင်ခန်းတစ်ခုမှာတော့ဇလန်ရဲ့အတိကဆက်ဆောင်ဖြစ်တဲ့ခရစ်ဝါရှင်တန်ဆိုတဲ့လူမဲအမျိုးသားတဦးကိုမြင်တွေ့ရမှာပါ။ခရစ်ဟာအနုပညာစိတ်သက်အပြည့်အဝရှိပြီးအနာဂတ်အလားအလာကောင်းတဲ့တပ်ပုံဆရာတဦးပါ။သူဟာချစ်တူကောင်မလေး Rose Army ထေးရဲ့မိဘတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံဖို့အတွက်ရခမလောင်းတွေရဲ့အိမ်ကိုတွားရောက်ဖို့ပြင်ဆင်နေပါတယ်။ခရစ်ဟာဒီခရီးကိုထွက်ခွာဖို့အခါခါစဉ်းစားနေမိပြီးသူရဲ့စိတ်ထဲမှာတန်တရားတွေစိုးရိမ်စိတ်တွေနဲ့ပြည့်နှက်နေပါတယ်။အတိကစိုးရိမ်နေတာကတော့သူတို့နှစ်ဦးကြားကဆက်ဆံရေးကို Rose ရဲ့မိဘတွေကတကယ်ပဲလက်ခံနိုင်ပါမလားဆိုတာပါပဲ။ဒီလိုစိုးရိမ်မှုပဲနေတာကလည်းအကြောင်းရှိပါတယ်။အဲ့ဒါကတော့ Rose ရဲ့မိဘတွေကလူမဲနှိမ်ချဆက်ဆံတတ်တဲ့စိတ်ရှိတယ်ဆိုတာကိုခရစ်တယောက်တည်ထားလို့ပါပဲ။ခရစ်ရဲ့စိုးရိမ်စိတ်တွေကိုပြေပြောင်းစေဖို့ Rose ကကျမရဲ့မိဘတွေဟာလူမျိုးရေးကိုအလေးထားသူတွေမဟုတ်ဘူး။သူတို့ကပွင့်ပွင့်လင်းလင်းနဲ့ဖော်ဖော်ရွယ်ရှိတဲ့သူတွေပါလို့အကြိမ်ကြိမ်အာမခံပေးပါတယ်။အဖေဆိုရင်အိုဘားမားကိုတောင်တမဒတတိယအကြိမ်လှုပ်စေချင်ခဲ့လို့မဲထပ်ပေးချင်ခဲ့တာပါဆိုတဲ့ Rose ရဲ့စကားကခရစ်ရဲ့ရင်ထဲကစိုးရိမ်စိတ်တွေကိုတီတီတာတာလျော့ပါသွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ခရစ်ဟာစိတ်ချလက်ချနဲ့ပဲရခမကြီးအိမ်ကိုခရီးထွက်ဖို့စတင်ခဲ့ပါတော့တယ်။ဒီခရီးစဉ်ကသူ့ရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲပစ်လိုက်မယ်လို့တော့သူကြိုတင်မတွေးထားမိခဲ့ပါဘူး။လန်ခရီးမှာ Rose နဲ့ခရစ်တို့ဟာကားနဲ့တမင်တကောင်ကိုတိုင်ပြီးခဲ့တာကြောင့်ရဲတွေကိုခေါ်လိုက်ရပါတယ်။ရဲအရာရှိရောက်လာတဲ့အခါမှာတော့သူစမ်းတဲ့အခြေအနေတစ်ခုကိုခရစ်ရင်ဆိုင်လိုက်ရပါတယ်။ကားကိုမောင်လူက Rose ဖြစ်ပေမဲ့ရဲအရာရှိကခရစ်ရဲ့မှတ်ပုံတင်ကိုပဲတောင်းဆိုနေခဲ့တာပါ။ Rose ကဝင်ရောက်ပြောဆိုလိုက်မှအခြေအနေတွေပြည်လည်သွားတာကြောင့်သူ့အတွက်တော့ Rose ကပို့ပြီးလေးစားဖို့ကောင်းနေခဲ့ပါတယ်။ Rose ရဲ့မိဘတွေဖြစ်တဲ့ Dean နဲ့ Messi တို့ရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ခရစ်ဟာရောက်ခမလောင်းကြီးနဲ့တွေ့ဆုံနှုတ်ဆက်ကြပါတယ်။ယောက်ကတိဖြစ်သူဒင်းကဖော်ယူပုံရပေမဲ့စိတ်ပညာရှင်တဦးဖြစ်တဲ့ရခမကြီးမက်ဆီကတော့အေးဆက်ဆက်နဲ့သူကြည့်ရတာတော်တော်လေးထူးဆန်းနေပါတယ်။ဒီအိမ်မှာလူရခိုင်းဖို့အလုပ်သမား2ဦးလည်းရှိပါတယ်။ချန်ဆောင်ဝေါ်တာနဲ့အိမ်အကူဂျော်ဂျီနာတို့ပါ။ဒီနှစ်ယောက်စလုံးဟာစကားပြောဆိုပုံကအစစက်ရုပ်လိုတောင်းကြီးဖြစ်နေတာကိုခရစ်ကတတိထားမိနေပါတယ်။ဒါကိုဒင်းကသူရဲ့မိဘတွေကိုပြုစုဆောင်ရှောက်ဖို့ခံအပ်ထားတာဖြစ်ပြီးသူတို့ကိုအလုတ်ထုတ်ဖို့မတင်တော်လို့ဆက်ထားကြောင်းရှင်းပြပါတယ်။ညဘက်မှာတော့ခရစ်ဟာ
အိမ်မပြောတာနဲ့အိမ်အပြင်ကိုထွက်ပြီးဆေးလိပ်တောက်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာဝေါ်တာဟာအိမ်နီနာတဝိုင်းမှာထူဆန်းစွာနဲ့အယူတယောက်လိုအော်ဟစ်ပတ်ပြေးနေတာကိုမြင်လိုက်ရပါတယ်အိမ်ထဲကိုပြန်ဝင်လာတဲ့အခါမှာလေကြော်ကြီးနာဟာမန်ထဲကိုကြည့်ပြီးငိုနေတာကိုမြင်လိုက်ရပြီးသူ့မျက်နှာပေါ်ကမျက်ရည်တွေကလည်းထူဆန်းလို့နေပါတယ်ဒီလိုထူဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက်မှာတော့အိမ်မပြောတဲ့ခရစ်ဟာအခန်းကထိန်ခုံပေါ်မှာမစ်ဆီနဲ့တွေ့ပါတယ်မစ်ဆီကဆေးလိုက်တောက်ဖို့လုပ်နေတဲ့ခရစ်ကိုတွေ့တော့သူ့ကိုဆေးလိုက်ချက်ဖို့အကူအညီပေးချင်ပါတယ်ဆိုတဲ့ခရစ်ရဲ့ငှက်ဘဝအကြောင်းကိုမေးပါတယ်ခရစ်ဟာသူ့အမိဆုံးပါခဲ့တဲ့အကြောင်းနဲ့အစားချီကသူ့ရဲ့ငှက်ဘဝပူဆွေးတတပြီးဝမ်းနေနေတော့မှပဲမစ်ဆီဟာသူ့ရဲ့ခွက်နဲ့အစွန်းကိုတတောက်တောက်ခောက်ပြီးခရစ်ကိုစိတ်အာရုံကိုထိမ့်ချုပ်လိုက်ကတတိမိမျောအောင်လှုပ်လိုက်ပါတော့တယ်နောက်တစ်နေ့မနေ့ရောက်တော့ပြန်တတိရလာတဲ့ခရစ်တယောက်ညကအဖြစ်အပျက်ဟာအိပ်ပျော်ရတာမဟုတ်ပဲသူရဲ့ဝိညာဉ်တစ်ခုလုံးဝကိုပလာနေတဲ့ရောက်သွားတယ်လို့ဟာတာကြီးဖြစ်နေတာကိုခံစားလိုက်ရပါတယ်နောက်တစ်နေ့မှာတော့ရိုစတိုမီသားစုအိမ်မှာနှစ်စဉ်ကျင်းပနေကြအထိမ်းအမှတ်ပွဲတစ်ခုကျင်းပပါတယ်ပါတီပွဲကိုရောက်လာတဲ့ဧည့်သည်အများစုကတော့အသက်ကြီးတဲ့လူဖြူတွေဖြစ်ပြီးသူတို့ဟာခရစ်ကိုလူမျိုးရေးခွဲခြားစော်ကားတဲ့မိခုတွေကိုမေးမြန်းကြပါတယ်ဒီပွဲမှာလော်ကန်ဂင်းဆိုတဲ့လူမဲတယောက်ကိုခရစ်တွေ့လိုက်ရပါတယ်လော်ကန်ဟာလည်းဝေါ်တာနဲ့ဂျော်ဂျီနာလိုပဲခံစားချက်မရှိသလိုအရေးမဝသလိုနဲ့တောင်းတင်းတဲ့ဟန်ပန်အမှုရာတွေဖြစ်နေတယ်ဆိုတာကိုခရစ်တယောက်တတိထားမိလိုက်ပါတယ်ဒီလိုနဲ့တန်တရားတွေပို့ပြီးကြီးမားလာတဲ့ခရစ်ဟာသူ့ရဲ့တငယ်ချင်းဖြစ်တဲ့အစိုးရအေဂျင့် Roxy ကိုတိတ်တဆိတ်ဖုန်းဆက်ပြီးသူကြုံတွေ့နေရတဲ့အခြေအနေတွေအကြောင်းတွေကိုပြောပြပါတယ်။ Rod ကတော့ဟာတာနော်ပြီးလူဖြူတွေကလူမဲတွေကိုကျွံလို့ဖို့ဖမ်းထားကြတာဖြစ်မယ်လို့ပြောလိုက်တာကြောင့်ခရစ်ရဲ့စိုးရိမ်စိတ်တွေကပိုပြီးတိုးလာခဲ့ပါတယ်။ဒီအချိန်မှာအိမ်အကူဂျော်ဂျီနာရောက်လာပြီးတော့ခရစ်ရဲ့ဖုန်းကိုလက်နဲ့တိတ်ချလိုက်တယ်လို့မျိုးဖြစ်သွားပါတယ်။ဒီအပြုအမူကတမင်လုပ်တာလားတကယ်ပဲမတော်တဆလားဆိုတာကိုခရစ်ကတန်တရားဖြစ်သွားတာကြောင့်ဂျော်ဂျီနာကိုစကားတစ်ခုကိုစားနောက်တဲ့ပုံစံမျိုးနဲ့မေးလိုက်ပါတယ်ဒီစကားကဂျော်ဂျီနာရဲ့စိတ်ကိုတော်တော်လေးထိခိုက်သွားပုံရပြီးရုတ်တရက်ချုံဖွဲချငိုချပါတော့တယ်ပြီးတော့သူတို့ကကျမတို့ကိုမိသားစုလို့ဆက်ဆံပါတယ်လို့ထူးဆန်းတဲ့စကားတွေကိုပြောပြီးခရစ်စီကနေထွက်ပြေးသွားပါတယ်ဒီအဖြစ်အပျက်ကဂျော်ဂျီနာဟာပုံမှန်မဟုတ်ဘူးဆိုတာကိုခရစ်ရဲ့တန်တရားကိုပို့ပြီးတေချာသွားစေခဲ့ပါတယ်နောက်ဆုံးမှာတော့ခရစ်ဟာသူ့ဖုန်းရဲ့ Fresh Me ကိုမတော်တဆဖွင့်မိပြီးလောကရဲ့တပ်ပုံကိုရိုက်မိလိုက်ပါတယ် Fresh Me ကြောင့်လောကဟာရုတ်တရက်ပါထားကြောင်မှမသိထွက်သွားစမ်းလို့အော်ဟေးရင်ခရစ်ကိုတိုက်ခိုက်ဖို့လုပ်ပါတယ်ဒီအဖြစ်အပျက်ကငကိုကလေးကအသေးငယ်ပါတယ်ဆိုတဲ့ခရစ်ကိုကြောက်လန့်သွားစေခဲ့ပြီးဒီအိမ်ကနေအမြန်ဆုံးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ခရစ်နဲ့ရိုးစတိုဟာသူတို့ရဲ့အိမ်ကိုပြန်ဖို့ပြင်ဆင်နေချိန်မှာခရစ်ကအိတ်တွေကိုကားထဲထည့်ဖို့ရိုးစီကကားတော့ကိုတောင်းပါတယ်ဒါပေမဲ့ရိုးစကတော့ကျမကားတော့ကိုပေးလို့မရဘူးလေလို့ပြန်ပြောလိုက်ပြီးသူ့လက်ထဲမှာကင်ထားတဲ့ကားတော့ကိုပြလိုက်ပါတယ်ဒီအချိန်မှာတော့ခရစ်ဟာအရာအလုံးကိုရှင်းလင်းစွာနားလည်သွားပါတယ်ရိုးစဟာလည်းဒီလူတွေရဲ့အပေါင်းအပါဖြစ်နေတယ်ဆိုတာကိုတီးလိုက်ရပါတယ်ဒီအချိန်မှာပဲမစ်ဆီကဇွန်းနဲ့ခွက်ကိုခောက်လိုက်တဲ့အတန်ကြောင့်ခရစ်ဟာတတိမိမျောသွားပြီးတော့အရင်တစ်ခေါက်ကားလိုမျိုးပလာနယ်ထဲရောက်သွားသလိုဖြစ်သွားပါတယ်ဒီတစ်ချိန်မှာတော့ခရစ်ဟာအိမ်ရဲ့မြေအောက်ခန်းထဲမှာလက်နဲ့ခြေထောက်တွေချုံနှောင်ခံထားရပြီးနိုးထလာပါတယ်သူရှိမှာတော့ TV တစ်လုံးရှိနေပြီးအဲ့ဒီ TV ထဲမှာရိုးစရဲ့အဖိုးကတူတို့ရဲ့ The Goegula ဆိုတဲ့အစီအစဉ်အကြောင်းကိုအသေးစိတ်ရှင်းပြနေပါတယ်။ဒီအစီအစဉ်ကလူတဦးရဲ့စိတ်ကိုအခြားလူတဦးရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းရွှေ့ထည့်သွင်းတဲ့ခွဲစိတ်မှုဖြစ်ပါတယ်။ဒီလိုနဲ့ပဲဝေါ်ဒါရဲ့ခန္ဓာကိုယ်ထဲမှာရိုးစရဲ့အဖိုးဂျော်ဂျီနာထဲမှာရိုးစရဲ့အဖွားဖြစ်သူတို့ရဲ့ဝိညာဉ်တွေဝင်ရောက်နေရယူထားတဲ့ဆိုတာကိုခရစ်တယောက်အခုမှပဲနားလည်သွားပါတယ်ခရစ်တယောက်ချုံနှောင်ခံရချိန်မှာသူ့ကိုစိတ်အာရုံထိန်းချုပ်ဖို့ကြိုးစားနေတဲ့မစ်ဆီရဲ့အတန်တွေကိုမကြားရအောင်လို့နားထဲကိုတစ်ခုခုနဲ့ဆိုထားလိုက်ပါတယ်
အဲ့ဒီအချိန်မှာသူ့ငယ်ဘဝအတိတ်ကပုံရိပ်တစ်ခုကိုတတိယသွားပါတယ်အဲ့ဒါကသူ့အမေစုံပါတော့တဲ့ညကကားမောင်းသူမတော်တဆဖြစ်သွားချိန်မှာသူကြောက်လန့်တကြားနဲ့ကားထိန်ခုံကိုလက်သေးနဲ့ကုတ်ချမိခဲ့တဲ့အဖြစ်အပျက်ပါပဲဒီအဖြစ်အပျက်ကြောင့်ခရစ်ယာန်စိတ်ကိုပို့ပြီးတတ်မှစေခဲ့ပြီးတော့နောက်ဆုံးမှာတော့သူဟာကြောက်ရွံ့မှုကိုတွန်းလှန်ပြီးချုပ်ထားတဲ့ကျိုးတွေကိုထပ်တောက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူ့ကိုအခန်းထဲမှာချုပ်ထားတဲ့ရူစီယန်အကိုဂျယ်ရမီကိုအမောက်တိတ်ပြီးတော့လွတ်မြောက်သွားခဲ့ပါတယ်။ဒီအောက်ခန်းကနေလွတ်မြောက်လာတဲ့ခရစ်ဟာသူ့ကိုချုပ်နှောင်ထားတဲ့မိသားစုကိုလက်စားချေဖို့ကြိုးစားပါတော့တယ်။ပထမဆုံးအနေနဲ့ရူစီယန်ဖခင်ဒင်းကိုတိုက်ခိုက်ပြီးတပ်ပစ်လိုက်ပါတယ်။ဒီနောက်မှာတော့မိခင်ဖြစ်သူမက္ကဆီကိုလည်းတပ်ပစ်ခဲ့ပါတယ်။အိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားနေတော့မှဂျယ်ရမီကသူ့နောက်ကိုလိုက်တိုက်ခိုက်ခဲ့တာကြောင့်ခရစ်ဟာသူ့ကိုလည်းတခါတည်းစီဝင်ချုပ်ပေးလိုက်ရပါတယ်အားလုံးပြီးသွားချိန်မှာတော့ခရစ်ဟာအိမ်ကားတစ်စီးနဲ့ထွက်ပြေးခဲ့ပြီးတော့လမ်းမှာဝေါ်တာကိုဝင်တိုင်းမိပါတယ်ဝေါ်တာဟာတတိလစ်မေ့မျောနေတာကိုမြင်တော့ခရစ်ဟာသူ့ကိုထားခဲ့ပြီးတော့ထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့ခရစ်ရဲ့စိတ်ထဲမှာသူငငယ်တုန်းကသူ့အမေကားမတော်တဆမှုဖြစ်ချိန်မှာလေမကူညီနိုင်ခဲ့တာကိုပြန်တတိယသွားပြီးတော့ဒီတစ်ချိန်မှာတော့ဘတုကိုမှမထားခဲ့ဘူးဆိုတာကူညီခဲ့ပါတယ်ဒီလိုနဲ့စက်သိန်းဘိတ်မှာတော့တန်ရပရဘွားနဲ့ခရစ်ဟာရို့စ်ကိုလှည့်ပြီးညစ်ပြီးတက်ဖို့လုပ်တဲ့အချိန်မှာရဲကားနဲ့မိရောင်တွေကိုလမ်းမြင်လိုက်ရပါတယ်ချက်ချင်းဆိုသလိုခရစ်ဟာလက်နှစ်ဘက်ကိုအပေါ်မြောက်ပြီးအဖမ်းခံဖို့လုပ်လိုက်ပါတယ်ဒီလိုအခြေအနေဟာတကယ်ဘဝမှာဆိုရင်ဒီလိုမတင်ခါဖွယ်ကောင်းတဲ့အခြေအနေမျိုးနဲ့လူမဲတယောက်ကိုရဲကပြစ်တက်တယ်ဆိုတဲ့မြင်ကွင်းမျိုးရအောင်တလိုက်တာကတမင်မြင်အောင်ပြပေးထားတာပါဒါပေမဲ့ဒီတစ်ခေါက်မှာတော့ကားဟက်ကဆင်းလာတာကသူတငယ်ချင်း rock ပဲဖြစ်နေပါတယ် rock ကအမေရိကန်တည်ယူဖို့ဆောင်ရေးလုံခြုံရေး agency ဝန်ထမ်းဖြစ်ပေမဲ့ရဲဝတ်ဆောင်ဝတ်ထားတာကိုတွေ့လိုက်ရပြီးတငယ်ချင်းဖြစ်သူကိုလာကယ်ခဲ့တာပါဒါနဲ့ပဲခရစ်ဟာရော်ဒီယက်ကားဟက်ကိုဝင်သွားလိုက်ပြီးရော့ကမင်းအဲ့ဒီအိမ်ကိုမတွားဖို့ငါပြောခဲ့တယ်မဟုတ်လားလို့ဆိုလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာ Rose ကိုထားခဲ့ပြီးအဲ့ဒီနေရာကနေထွက်ခွာသွားပါတော့တယ် Get Out ရုပ်ရှင်ဟာတာမန်ဟော်ရာရုပ်ရှင်မျိုးနဲ့မတူပဲလူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်တဲ့အမြင်တွေကိုနည်းနည်းခြားပြနိုင်ခဲ့ပါတယ်စိတ်ကူးရင်ဆန်တဲ့ဇလတ်နဲ့လက်သွေးဆန်တဲ့လူအဖွဲ့အစည်းပြဿနာတွေကိုပေါင်းစပ်ထားတဲ့အတွက်တောက်ရုံမှုနဲ့စိတ်ဝင်စားမှုတွေအပြင်ကြီးစုသူတွေကိုအတွေ့အမျိုးမျိုးဖြစ်ပေါ်စေမှတေချပါတယ်။ဒါကြောင့် Get Out ဟာ psychological thriller ရုပ်ရှင်တွေထဲမှာတမှုထူးခြားတဲ့အမှုပညာလက်ရာတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်